မင်းရဲ့စိတ်ကိုထိန်းချုပ်ပါတက်မင်းကိုမရှာတဲ့သူကိုမရှာပါနဲ့နှစ်အကျွေးနဲ့ကင်းအောင်နေပါသုံးလိုအပ်တာထက်ပိုမပြောပါနဲ့လေးလူတွေကကိုကိုမလေးစားတဲ့အခါသူတို့ကိုချက်ချင်းဥပေက္ခပြုထားလိုက်ပါငါတခြားသူတွေစားတာထက်ပိုမစားပါနဲ့အစားအသောက်ဆင်ခြင်ပါ6တင့်ကိုတင်ယင်းနှမြုံနှံပါကိုပြောအောင်ထားပါခုနှစ်အခြားသူများအကြောင်းအတင်းဖြင့်ပြောခြင်းကိုရပ်တန့်ပါ8စကားမပြောခင်စဉ်းစားပါလူတွေကမင်းကိုဘလောက်တန်မိုးထားတယ်ဆိုတာ80ရီးကမင်းပါဆက်ကထွက်လာတဲ့စကားလုံးလေတံတွေပါကိုအောင်မြင်သူတယောက်ဖြစ်ဖို့တင့်ပန်းတိုင်များနဲ့အလုရှုပ်ပါစေ10အချိန်ကိုလေးစားပါ10လေးစားတန်ဖိုးထားမှုမရှိတဲ့နယ်ပယ်လေးစားတန်ဖိုးထားမှုမရှိတဲ့ဆက်ဆံရေးမှာမနေပါနဲ့နေရာပြောင်းရွှေ့လမ်းလျှောက်ပါ10နှစ်တင့်ကိုတင်ပိုက်ဆံသုံးတတ်ဖို့အရင်တင်ယူပါလူတွေကမင်းကိုအသုံးပြုဖို့တင်ယူလိမ့်မယ်သို့မဟုတ်ရှာဖွေလိမ့်မယ်13ဂိမ်းစော့နေမဲ့အစားအစာဖတ်ခြင်းဖြင့်ကို့အရေးချင်းတွေမြင့်တင်ပါ14လက်ခံသူထပ်ပိုပြီးပေးကမ်းသူဖြစ်ပါစေ15မဖိတ်ခေါ်တဲ့နေရာကိုမသွားပါနဲ့ဖိတ်ကြားသောအခါတွင်လည်းတင်ဤကြိုဆိုမှုကိုလွန်ကဲစွာမပြုပါနဲ့16လူတွေကိုသူတို့နဲ့ထိုက်တန်တဲ့ပုံစံအတိုင်းဆက်ဆံပါ19မိမိသားစုကိုအချိန်ပေးနေတာကလွဲရင်တခြားသူတွေအတွက်အချိန်မဖြုံးလိုက်နဲ့18ကိုလုပ်တဲ့အရာကိုကောင်းကောင်းလုပ်ပါမင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ